မင်္ဂလာပေါင်းနဲ့ပြည့်ဝကြပါစီရှင်ဒီကနေ့ထိမ့်သိမ့်မျှဝေနန်းစဉ်မွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တေးခြင်းကတော့အိုသာတင့်ဆုံးအစကြီးရိုးရရသခြင်းဖြစ်ပါတယ်ရှင်ကုန်းမောင်ခေမြောက်ရီမင်းကြီးဦးစရဲ့လက်ရာတေးတစ်ပုဒ်ဖြစ်ပြီးရိုးရရနှဲသောအမျိုးအစားဖြစ်ပါတယ်ရှင်ဤနောင်နန်းတွင်ဇက်တော်ကြီးရဲ့ဇက်ဝင်ခန်းတွင်ထဲ့သွင်းတည်ဆိုရတဲ့ရိုးရရတေးသခြင်းတစ်ပုဒ်လေးဖြစ်ပါတယ်ရှင်ပိုစဘာမင်းသမီးလေးဟာဥယျာဉ်တော်ထွက်စဉ်ရေကန်တော်အနီးရောက်တော့စိတ်နှလုံးကြည်နူးရွှင်လန်းလာပုံကိုပေါ်လွင်အောင်ပံ့ပိုးပေးသောဇက်လိုက်ရိုးရရဖြစ်ပါတယ်ရှင်ထူးခြားချက်တည်းရဲ့အနေနဲ့ကတော့တဖြန်ပါရှိတဲ့ရိုးရရသခြင်းဖြစ်တော့လေရှေးပညာရှင်အစဉ်အဆက်တီဆိုတီးမုံမှုမပြုခဲ့ကြကြောင်းကိုတွေ့ရှိရပါတယ်။နေရီစည်းဝါးနဲ့တီးခတ်ပေးရပြီးတောတောင်ရဲ့သဘာဝအလှပများကိုပုံဖော်ထားတာကြောင့်ခံစားအားပေးကြပါစို့လားရှင်။Hãy subscribe
Sa